ကဲငင်းအားလုံးမင်္ဂလာပါကျွန်တော်ဆက်နေချင်းတွေကနည်းနည်းလေးပြပြမယ်နော်သူလောက်သွားတဲ့ပုံစံလေးသူကပုံတူတွေရှိပါတယ်ကျွန်တော်တို့ပုံတူပြင်ချရတာပေါ့နော်ဒီမှာတဲ့23ညီမှာ brain နဲ့เนาะတကယ်ကျွန်တော်23ညီမှာ brain နဲ့အောင်မှာခွန်3ညာတွေเนาะ brain နဲ့ခွန်3ညာတွေတကက်ဒီမှာ23ညီမှာ brain နဲ့ခွန်3ညာเนาะခွန်3ညာရှည်တွေ brain နဲ့ခွန်3ညာရှည်တွေပြီးလို့ရှိရင်တဲ့သူကဒီကောင်လေးကဘယ်ခုနှစ်မှာဖြစ်တာလဲဆို14ခုနှစ်မှာဖြစ်တာเนาะ2014ခုနှစ်မှာဖြစ်တာအဲ့ brain နဲ့ခွန်3ညာတွေပြီးနောက်15နှစ်အတွက်နောက်နှစ်ထဲကြတော့သူမှာနောက်ထောင်ခါနှလုံးပေါင်းတာ3ညနဲ့6ခါနှလုံး6ခါနှလုံး8ခါနှလုံး2 6 8နှစ်เนาะ6 8နှစ်လို့ဖြစ်တာတဲ့ဒီမှာလည်းခုက2025မှာဖြစ်တာ brain နဲ့ရှေ့ခွန်3ညရှည်တွေ evolution နောက်နှစ်မှာတဲ့ခါနှလုံး8ခါနှလုံး6เนาะခါနှလုံး6ခါနှလုံး2เนาะ6နှစ်ဒီမှာ6နှစ်8လို့ဖြစ်တာเนาะငယ်တို့အဲ့လို6နှစ်8လို့ဖြစ်ပြီးတာနဲ့3ညာ4ကိုအဲ့ကနန်အဲ့နှစ်ထဲမှာပြန်ကြပါတယ်เนาะငယ်တို့ပြန်ကြ6နှစ်8လို့ဖြစ်ပြီးရနဲ့3ညာ4ကို3ညာ4ကိုပြီးအဲ့ကနန်ဟာဒီနှစ်ထဲမှာပြန်ကြပါတယ်เนาะ6နှစ်8အောက်ကတက်တဲ့ကနန်ဟာပြန်ကြပါတယ်ပြန်ကြပြီးရနဲ့1 4 8လိုက်ပါတယ်လေလွယ်လွယ်လေးရเนาะငယ်တို့ဒီမှာ1 4 8လိုက်တယ်1 4 8ပတ်လက်လိုက်တယ်တဲ့ဒီဘက်မှာဆိုရင်ရောက်ကမှဆိုရင်6နှစ်6နှစ်လို့ဖြစ်ပြီးရတယ်အဲ့အောင်မှာကြားတဲ့3ညခွန်ဟာ3ညခွန်ဆိုတဲ့ကနအဲ့ဒီထဲမှာပြန်ကြပါတဲ့ပြန်ကြပြီးရင်184ပတ်လေတဲ့နော်အဲ့လိုရောက်မဲ့ကဲအဲ့ဆိုရင်သူကတော့6နှစ်ပြီးအောက်ကတဲ့က3ည4ကိုပြန်ကြပြီးရင်184ပတ်လေ184ပြန်8နဲ့5တဲ့တကယ်လို့ကနလည်းရ8နဲ့5ပဲထိုးလိုက်တော့ဒါပဲပြီးပြီနော်လွယ်လွယ်လေးကနဟုတ်ကဲ့ဒီ8နဲ့5နဲ့8နဲ့5ပဲထက်ခင်မှာသူ့ရဲ့ရှင်းမှာ1နှစ်2နှစ်တနေ့နှစ်မှာ9ဘိတ်ကခံထားတာเนาะတကယ်လည်း9ဘိတ်ကခံထားတာတဲ့အဲ့တော့ဒီ8နဲ့9နေတော့ထက်ကို4ဆောင်တော့မှာ1 2 3 4 brain နဲ့ခုနကတော့2ခုမှစားခဲ့တယ်နှစ်ဘိတ်မှာစားခဲ့တယ်မနော်နှစ်ဘိတ်မှာစားတဲ့ brain နဲ့เนาะ brain နဲ့အောင်မှာခွန်3ညရှည်တွေလာမယ်အဲ့တော့8နဲ့9ဆိုတော့ဘယ်လိုရအောင်ဆိုတော့1 2 3 4 4နှစ်မြောက်ကိုသွားလိုက်ရင်သူ့ရဲ့ဘေးမှာဆိုရင် brain 8တယ်เนาะခွန်5 6က brain 8တဲ့ brain 9တဲ့ brain နဲ့တဲ့8 5နှစ်เนาะ8 5နှစ်ဆိုတဲ့ကဏ္ဍလေးရာဒီမှာပြုတ်ကြပြီးမှာကျွန်တော်ကဟုတ်ပြီခုကဗရိနေကထထားတယ်8 5နှစ်အဲ့အထက်မှာခုနခွန်3ညရှိတဲ့ပြည်ကလေးမှာခွန်3ညကတို့ကဒီမှာခါးရထောင်ငယ်လေးတွေမှာခါး3ခွန်3ညခါးရအောက်ကနေပေါင်းတာเนาะခွန်3ညအောက်ကနေပြီးတော့ brain 9 brain 8 brain နဲ့9 8နှစ်ဆိုတဲ့ကဏ္ဍလေးရာဒီချိန်မှာပြုတ်ကြပြီးပါတယ်အဲ့ဒါငယ်လေးတော့အဲ့ဒါကျွန်တော်တို့ဒီတင်းsorry 9 ရှင်းနဲ့ပြုတ်ကြပေးတယ်တဲ့နော်ရှင်9နှစ်လို့ပြုတ်ကြသူရှိတဲ့ဒီနှစ်မှာ9ခါ9ဘိတ်ကခံထားတာ9ဘိတ်ခံရတာ9ဘိတ်ရနာကနေပြီးတော့ဒီ3လုံးမချင်းက8ဒီ3လုံးမချင်းက2ဒီ3လုံးမချင်းက8နဲ့9ဆိုပြီးတခါလေးဖြုတ်လိုက်တယ်နော်8နဲ့9ဆိုပြီး8နဲ့9ဆိုပြီးတခါလေးဖြုတ်လိုက်တာအဲ့ဒါကျွန်တော်တို့ကလည်းဒီမှာ23ချိန်မှာ brain နဲ့24ချိန်မှာခွန်3ညရှည်လို့အဲ့လိုပြီးတာနဲ့6နှစ်လို့ဆိုပြီးလာတယ်6နှစ်လို့ပြီးတာနဲ့သူ့အောင်မှာကြားတယ်3ညခွန်ဆိုတော့3ညခွန်ပြန်ကြအဲ့ပြီးရနေ184ပဲလိုက်ပါတယ်အဲ့ဒါဒီချိန်မှာကြားမယ်ကနေသူ့ရဲ့ရှင်းနေမှာ1 2နှစ်မှာ9ဘိတ်ကခံပြီးသားပဲเนาะအဲ့ကြတော့ဒီနားနေတော့ထက်ကို4ဆောင်သွားမယ်1 2 3 4 brain ကခံသွားပြီเนาะတကယ်လို့ brain ခံသွားပြီလို့ရှိရင်သူ့ရဲ့ဘေးပတ်လည်းမှာ brain 2 brain 9 brain 8เนาะ2 5 8အဲ့ဒါမှာခုနခွန်3ညတို့ရဲ့ခွန်3ညတို့ရဲ့အောက်ကနေတက်သွားတာခွန်3ညအောင်လေ brain 9 brain 2 brain 8 2 5 8ဆိုတဲ့နေရာကျွန်တော်ဒီမှာပြန်ပြုတ်ချင်တာเนาะအဲကြတော့သူကဒီမှာ brain 9 sorry ခုန9ဘိတ်ခံခဲ့တယ်ဒီမှာလေ brain 8 brain 2 brain 9 8နဲ့9เนาะငယ်တို့အဲကြတော့ကျွန်တော်တို့က12ကြိမ်မှာ8နဲ့9เนาะပြန်ဟိုဒီချုံဟိုလေးတူတူလေးပြန်ကြမယ်เนาะ23ကြိမ်မှာ brain 2 23ကြိမ်မှာ brain 2 24ကြိမ်မှာခွန်3ညရှည်လို့အဲ့လိုပြီးတာနဲ့သူ့ရဲ့နောက်နှစ်မှာဆိုရင်ခါသုံးလုံးက6 8နှစ်ဆိုပြီးတော့ထောင်းပါလေ6 8နှစ်လို့ထောင်းပြီးတာနဲ့သူ့အောက်မှာကြားတဲ့3ညာ4ခုက3ညာ4ခုလို့လဲကြတာเนาะညာ4ခုက sorry 3ညာ4ခုဆိုတဲ့ကဏ္ဍလေးကနောက်အဲ့နှစ်ထဲမှာပြန်ကြပြီးရနေ184ပဲလိုက်တာအဲ့လိုက်ပြီးတော့ရှင်8နဲ့9ဆိုတဲ့ကဏ္ဍလေးက1 2 3 4တို့က brain နဲ့စာလို့မှာ brain ကခံပြီး brain ရဲ့ဘေးပဲပေါင်းတာ brain 8 brain 9 brain 2 5နှစ်သူကခွန်3ညရှိတယ်ခွန်3ညအောက်ကတဲ့နေပေါင်းတာ9 8နှစ်အဲ့ကဏ္ဍလေးကရှင်9နှစ်လို့ဖြုတ်တာအဲ့ရှင်9နှစ်လို့ဖြုတ်ရင်မှသူက brain 8 brain 2 brain 9 8နဲ့9ဆိုပြီးတခါလေးဖြုတ်တာเนาะအဲ့ကြတော့ဒီမှာလည်းဒီရောက်ကမှဆိုရင်23ချိန်မှာ brain နဲ့ရှေ့24ချိန်မှာခွန်3ညရှည်တွေအဲ့ဒါပြီးရနဲ့
ဒီမှာဆိုရင်ရှေ့နှစ်ရှေ့6နှစ်လို့ဖြစ်တာရှေ့6နှစ်လို့ဖြစ်ပြီးရတယ်3ညခု6နှစ်ရအောက်ကမှကြားတဲ့ကဏ္ဍဒီကဏ္ဍဒီဒီနေ့ထပ်မှပြန်ကြပြီးရတယ်တစ်ရှစ်လေးပတ်လက်လိုက်တယ်တစ်ရှစ်လေးလိုက်ပြီးကျွန်တော်တို့ရောက်ကောက်သွားမယ်ဆိုရင်1 2 3 4ဆိုရင်ခုနဗရိနေကခံပေးထားခဲ့တာလို့ဗရိနေပြန်သွားတယ်အဲ့ဒါမှာခွန်3ညတွဲရှိတယ်ခွန်3ညခါပေါ့နော်ခွန်3ညခွန်ထိတ်ခွန်ခါ3ညခါအောက်ကနေပြန်ပေါင်းတာဗရိ9ဗရိနေဗရိ8 2 5 8ဆိုတဲ့ကဏ္ဍကျွန်တော်ဒီမှာဖြုံးတာသူ့ရဲ့ရှင်းမှာဆိုရင်9ဘိတ်ကလည်းခံပြီးတာ9ဘိတ်နောက်မှာဗရိ8ဗရိနေ8 2 5နော်ငွေကြီးတို့ရှင်းနေ9ဆိုတဲ့ကဏ္ဍလေးရပါတယ်တဲ့ရှင်းနေ9တဲ့အာဘာဘာပေါ့နော်ဒါတကယ်လို့မှတကယ်ကြီးတော့မကြိုက်ဘူးဆိုရင်ရှင်းနေနောက်ကိုစီးပြီးမောင်းလိုက်ရှင်း20ရှင်းနေ1ရှင်းနေ3အဲ့လိုယူသုံးနေရတယ်နော်ကျွန်တော်ကတော့တကွက်ပဲကြိုက်မယ်ရှင်းနေ9တဲ့အာဘာဘာပဲနော်ကျွန်တော်ကတော့တကယ်ကြီးတော့စင်ဒီယာနော်ပြောမလို့ဒီကောင်10ကွက်စီးသွားတာနော်ရှင်းနေတွယ်နဲ့နောက်စီးပြီးမောင်းရုံပဲကဲတကယ်တော့သူတို့စိုက်ကလွယ်လေးပြီးတော့ကျွန်တော်လွယ်လေးပဲပြန်ရှာကြမယ်နော်အဲကြောင့်မို့12ကြိမ်မှာချဲတီကြီးပေါက်ကြပါစေဗျာအားလုံးကံကောင်းပါစေဗျာကွက်လက်ပါဗျ